လာမယ့်ဇန်နဝါရီလအပြောင်းရွှေ့ကာလမှာအာဆင်နယ်တဲ့အတိကပြစ်မှတ်ထားတဲ့ကစားသမားတို့ရှိပါတယ်။သူကတော့လက်ရှိဂျူပင်ဒက်စ်ရဲ့ဘဲတောင်ပန်ကစားသမားကီနန်ရီဒစ်ပဲဖြစ်ပါတယ်။ရီဒစ်ကတူရကီနိုင်ငံသားဖြစ်ပြီးတော့လက်ရှိမှာအသက်က20ပဲရှိပါသေးတယ်။ပြီးခဲ့တဲ့2024-25မှာသူကအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးတော့မှပွဲ30နီးပါးတော့ဂျူပင်ဒက်စ်အတွက်ကစားပေးခဲ့ပါတယ်။ရှင်းရှင်းလင်းလင်းပြောရရင်တော့35ပွဲထိကစားပေးခဲ့ပါတယ်။35ပွဲမှာတော့သူက9ဂိုးသွင်းခဲ့ပြီးတော့မှကိုဖန်တီမို17ကြိမ်တိတူလုတ်ပေးနိုင်ခဲ့ပါတယ်ဆိုတော့တော်တော်လေးခြေစွမ်းကောင်းတဲ့အနေထားလို့လည်းပြောလို့ရပါတယ်သူရဲ့ဂိုး9ဂိုးဖန်တီမို17ကြိမ်တဲ့သူကဒီအသင်းအတွက်ကောင်းမွန်တဲ့တိုက်စစ်ဆင်မှုတွေကောင်းမွန်တဲ့တိုက်စစ်ပိုင်းမှာလှုပ်ဆောင်မှုတွေကအာဆင်နယ်အတွက်တော်တော်လေးကိုအထင်ကြီးစရာဖြစ်နေပါတယ်ဆိုတော့လက်ရှိမှာလည်းဒီအစိုးပိုင်းဒီနှစ်ဦးပိုင်းကနေတွက်မယ်ဆိုတော့လက်ရှိမှာဂျူပင်တက်စ်အတွက်17ပွဲအထိကစားပြီးတော့မှဂိုးကတော့2ဂိုးသွင်းထားပါတယ်ကိုဖန်တီမှုကတော့4ချိန်ပြုတ်လုပ်ထားပါတယ်ဆိုတော့သူ့ရဲ့ပြပွဲကစားချိန်က83မိနစ်ပဲရှိပါတယ်17ပွဲကစားပြီးချိန်2ဂိုးသွင်း4ချိန်ဖန်တီးတဲ့မတ်ချက်ကိုလက်ရှိ2025-26မှာတော့ပိုင်ဆိုင်ထားပါလေလက်ရှိဂျူဗင်တက်စ်ကတော့သူ့ကိုပေါင်တန်း85တန်းနဲ့ရောင်းချဖို့ဈေးသတ်မှတ်ထားပါတယ်သူ့ရဲ့စာချုပ်တက်တန်းကုန်မဲ့နှစ်ကတော့2029မှာဂျူဗင်တက်စ်နဲ့တန်းကိုမှဖြစ်ပါတယ်ဆိုတော့အာဆင်နယ်ကလည်းသူ့ကိုတော်တော်လေးအထင်ကြီးပြီးတော့မှလိုက်နေဖြစ်ပါတယ်ဆိုတော့ထို့အတူပဲမန်စီးတီမန်ယူတခြားအသင်းကြီးတွေတဲ့ဂီနန်ရီဒစ်ကိုစိတ်ဝင်စားနေကြဖြစ်ပါတယ်ဂီနန်ရီဒစ်ကသူကဘိုင်ယန်မြူနစ်အကယ်ဒမီလူငယ်ကစားသမားဖြစ်ပြီးတော့မှ2022ခုနှစ်မှာဂျူဗင်တက်စ်ကိုရောက်ရှိသွားတာဖြစ်ပါတယ်ဂီနန်ရီဒစ်ကဘိုင်ယန်ယူ16တွေမှာလည်းသူကစားခဲ့ပြီးတော့မှတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းတွေပြခဲ့ပါတယ်ဘိုင်ယန်ယူ16မှာဆိုတော့9ပွဲကစားပြီးတော့မှ4ဂိုးသွင်းယူခဲ့ပါတယ်ထို့အတူပဲဘိုင်ယန်မြူနစ်16အတွက်လည်း3ပွဲထိသူကစားခဲ့ပြီးတော့မှခြေစွမ်းကောင်းတွေပြတဲ့အခါမှာဂျူပင်တက်စ်ရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်ဂျူပင်တက်စ်ကိုရောက်ပြီးသွားတဲ့နောက်ပိုင်းမှာလည်းဂျူပင်တက်စ်ယူ16အတွက်သူကစားပေးခဲ့ပြီးတော့မှ30ပွဲမှာ12ဂိုးထိသူကသွင်းယူခဲ့ပါတယ်နောက်ပိုင်းမှာတော့ဂျူဗင်တက်စ်ကသူ့ကိုအသင်းကြီးမှာခေါ်ယူပြီးတော့အသုံးပြုနေဖြစ်ပါတယ်အသင်းကြီးမှာလည်းလက်ရှိခြေစွမ်းကောင်းတွေပြသနေတဲ့အတွက်အသင်းကြီးတွေကသူ့ကိုစိတ်ဝင်စားနေကြတာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပါလာခဲ့ပါတယ်ဆိုတော့ဂီနန်ရီဒစ်ကလက်ရှိမှာသူ့ရဲ့ခြေစွမ်းကကျွန်တော်တို့အာဆင်နယ်ကစားသမားဟောင်းကာဆူလာနဲ့တော်တော်လေးကိုဆင်တူပါလေလက်ရှိရီဒစ်ကဘဲချေညာချေနှစ်ခုစလုံးကိုအသုံးပြုကန်သွင်းနိုင်ပြီးတော့မှသူ့ရဲ့လိန်ခေါင်းမှုစကေးတွေဘောလုံးကျွမ်းကျင်မှုတွေကတော့ကျွန်တော်ကစားသမားဟောင်းစန်တီကာဆိုလာနဲ့တော်တော်လေးကိုတူနေရဖြစ်ပါတယ်စန်တီကာဆိုလာရဲ့ကစားပုံနဲ့လည်းဆင်တူတယ်လို့သူ့ရဲ့ဂိုးကန်ထွန်းမှုတွေဒီကစားတိုက်စစ်ကိုပေါ်ဆောင်တဲ့နေရာတွေမှာလည်းတော်တော်လေးကိုဆင်တူကြပါတယ်ဆိုတော့ပရိသတ်တို့အနေနဲ့ရောလက်ရှိဂျူဗင်တက်စ်တောင်ပန်ကစားသမားကီနန်ရီဒစ်ကိုသဘောကျနှစ်သက်ကြပါသလားဘယ်လိုများထင်မြင်ယူဆချက်တွေရှိကြပါသလဲသူ့ကိုခေါ်ယူမဲ့စားကျွန်တော်တို့ Max Dowman ကိုပဲကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ရောပို့ပြီးတော့များအာဆင်နယ်အတွက်ကောင်းကျိုးရှိနိုင်တာကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေရှိရဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်